မိဘပြည်သူများရှင်ကျွန်မအခုတင်ဆက်ပေးမယ့်သတင်းလေးကတော့ပြည်ပြည်အမှုပညာရှင်73ဦးကိုနိုင်ငံတော်ကနေပြီးတော့နိုင်ငံသားဖြစ်ကနေရက်စဲခဲ့ပြီးဖြစ်ပါရှင်။ရက်စဲကြောင်းတွေကိုဒီနေ့မှဆိုလဲသတင်းဌာနအစုံမှာတင်နေကြတော့မြင်တွေ့ရပါရှင်။မဖတ်သေးတဲ့မသိရသေးတဲ့မိဘပြည်သူများအတွက်ကိုကျွန်မအခုတင်ဆက်ပေးပါမယ်ရှင်။နိုင်ငံသားဖြစ်ကနေပြီးတော့ရက်စဲခံတဲ့အမှုပညာရှင်တွေကတော့အစိုးရဖြူကျော်တဲ့ဒရိုက်တာနာကြီးခေါ်ညာနာတင်ဦးဒရိုက်တာကိုပေါက်ခေါ်အောင်မင်းနိုင်အစိုးရလင်းလင်းခေါ်ထွေးလင်းကိုအစိုးရချမ်းချမ်းခေါ်ချမ်းမြငိမ့်ရုပ်ရှင်တရုပ်ဆောင်အကယ်ဒမီပိုင်ဖြိုးသူအနုပညာရှင်မြတ်နိုးအေးအဆိုတော်အာဇာနီခေါ်ဇာနီမျိုးညွန့်အနုပညာရှင်ခါရာရုပ်ရှင်တရုပ်ဆောင်ဇင်ဝိုင်းခေါ်ထေးလွင်အဆိုတော်ဝင်းနိုင်ဆိုဒရိုက်တာပြည်ဟိန်းတီဟာတရုပ်ဆောင်အောင်မြင့်မြတ်တို့သာဖြစ်ပါရှင့်ဒီပုဂ္ဂိုလ်တွေကိုနိုင်ငံတော်ကနေပြီးတော့နိုင်ငံသားဖြစ်ကနေရက်စဲခဲ့ပါတယ်ဒါကြောင့်ဒီပုဂ္ဂိုလ်တွေကဆိုရင်နိုင်ငံမဲ့တွေဖြစ်သွားခဲ့ပါပြီရှင့်နိုင်ငံမဲ့ဆိုတာအိုးမဲ့အိမ်မဲ့သူတက်တောင်မှအခြေအနေဆိုးပါတယ်ဘာကြောင့်အခြေအနေဆိုးရလဲဆိုတာလေးကိုကျွန်မဆက်လက်ပြီးတော့ပြောပြပေးပါမယ်ရှင်ကျွန်မအနေနဲ့မတင်ဆက်ခင်လေးမှာပြောချင်တာလေးပေါ့နော်မိဘပြည်သူတွေရဲ့ရင်ထဲကခံစားချက်ကိုနိုင်ငံတော်မသိလို့ကျွန်မပြောချင်တာလေးရှိပါတယ်။လူပညာရှင်တွေက2021မှာဆိုရင်စိုးဝါးစွာနိုင်ငံတော်ပျက်စီးစေမယ့်ကိစ္စတွေစုပူလှုံ့ဆော်ခဲ့ကြတယ်။ဒါကြောင့်စီဒီအန်လုပ်တဲ့သူမျိုးသမီးတွေအချို့ဟာဆိုရင်အခုချိန်မှာလိမ်လုံသားတွေဖြစ်နေဘဝတွေပြက်နေဒုက္ခတွေရောက်နေတယ်။ဒါအပြင်နိုင်ငံရဲ့လက်ရှိဖြစ်နေတဲ့ကိစ္စတွေကိုကြည့်လိုက်ပါဦးရှင်။စိတ်ချမ်းသာစရာတကွမှမရှိဘူး။ဒါတွေအားလုံးရဲ့မြေဖြားခံရဟာလူပညာရှင်တွေကြောက်ပဲရှင်။ဒါနဲ့နိုင်ငံတော်ကအရေးယူတဲ့အခါကျတော့လက်သုံးချောင်းထောင်ထားခြင်းအတူတူပါမန်ပြည်သူတွေကြတော့ထောင်ထဲကိုတန်းကနေသွားရပြီးတော့လူပညာရှင်တွေကလက်မှတ်တွေထိုးပြီးပြန်ထွက်လာတယ်ဆိုတာကပြည်သူရဲ့နှလုံးသားတွေကိုအဲ့ဒါဓာတ်နဲ့ထိုးလိုက်တာပဲရှင်။ဒါအပြင်2021ကိစ္စရဲ့ကြီးမှာလူပညာရှင်တွေ social media ထက်ကနေပြည်သူတွေကိုဘယ်လောက်ထိတောင်စော်ကားမိုက်ရိုင်ဆဲဆိုခဲ့ကြလဲဆိုတာလူချင်းမင်းတို့သိလိုက်ပါသလားရှင်။ပြည်သူတွေကိုတတ်ရမယ်ဆိုတာဒီပြောခဲ့တဲ့ထုတ်ပြောခဲ့တဲ့လူပညာရှင်တွေတောင်ရှိတယ်။အဲ့လောက်ထိကိုစိတ်ဓာတ်တွေအောက်တန်းကြအကြောင်းကိုသူတို့ရဲ့အစ္ဆဒတွေကိုမိဘပြည်သူတွေကမြင်ပြီးသွားပြီရှင်။သူတို့ရဲ့ရုပ်တံတွေဘယ်လောက်ထိပဲလှပစွာဖုံးလွှမ်းထားပါစေသူတို့အတွင်းစိတ်ကြီးကအရန်အကြီးတန်းအယုံဆိုးတယ်ဆိုတော့မိဘပြည်သူတွေသိပြီးသွားပြီရှင်ဒါအပြင်မိဘပြည်သူတွေနှလုံးသားထဲမှာထိုးဆိုင်ခံထားရတဲ့မြားရဲ့လားရဟာအနုပညာရှင်တွေစီကနေလာတာလည်းရှိရဲ့ရှင်မြားပေါင်းတော့မြောင်များစွာစိုက်နေတယ်အိတ်တတစ်ချောင်းကအနုပညာရှင်ပြက်လိုက်ပြမြားသူတို့ရဲ့နှလုံးသားအောင်နာကျင်ရအောင်ခံစားရအောင်လုပ်လိုက်တဲ့မြားပိုင်ရှင်တွေကိုနိုင်ငံတော်ကနေပြီးတော့အခုချိန်မှာရုပ်ရှင်မျိုးတို့မြေကွက်ကြီးတွေချပေးတာတို့ဘယ်ပွဲတက်ခန်းနာကြိုးစိုးကုန်ပြုတ်နေတာတို့အရန်ကိုချစ်ခင်ရင်းနှီးစွာနေထိုင်ပြနေတာတို့ဆိုတဲ့ပုံရိပ်တွေဟာမိဘပြည်သူတွေရဲ့ရှင်ထဲကနှလုံးသားတွေကဒဏ်ရာကိုထပ်ပြီးတော့ထိုးဆွားလိုက်တာနဲ့တူတယ်ဆိုတာလူချင်းမင်းတို့သတိထားမိပါရဲ့လားရှင်လူချင်းမင်းတို့နိုင်ငံတော်မှာတာဝန်ရှိရတဲ့လူပညာရှင်တွေနဲ့သွားပြီးတွေးဆုံဆွေးနွေးလူပညာရှင်တွေလိုအပ်ချက်တွေဖြည့်ပေးတိုင်းမှာအဲ့သတင်းတွေတင်တိုင်းမှာအဲ့သတင်းတင်တဲ့သူတွေအောက်ကခွန်မှန်လေးတွေကိုဖတ်ကြည့်မိရဲ့လားရှင်ပြည်သူတွေဘလောက်ထိတောင်မှကြိတ်မနိုင်ခဲမရနဲ့ဒေါသတွေထွက်နေရလဲဆိုတော့တစ်ချက်လောက်စောင်းခဲ့ပြီးတော့ကြည့်ရှုလေ့လာကြပါအောင်ရှင်လူပညာရှင်တွေကြောင့်ပြည်သူတွေဘဝပြတ်သွားခဲ့တာသူတို့ဘဝပြအောင်လုပ်တဲ့သူတွေကိုသူတို့အားကိုးရတဲ့နိုင်ငံတော်ကချင်းမြင့်ဖြောက်စားနေ